ဘယ်အခါခင်များချမ်းသာပြီးပြောမလဲကျမတို့စိတ်ထဲမှာကျမတို့ကိုဘယ်လိုထင်နေမြင်နေဆွဲမြဲတတ်မှတ်နေမိသလဲအဲ့ဒီအတိုင်းကျမတို့တကယ်ဖြစ်လာလိမ့်မယ်အန်လန်ဒါကျွန်တော်မင်နီဆိုးတားနယ်မှာကလေးဘဝတော်ကဖရဲသီးဆိုတာတိတ်အရသာရှိတဲ့အဖိုးတန်စားစရာတစ်ခုပေါ့ကျွန်တော်အဖေရဲ့အပေါင်းအသင်းရောင်းရင်သူဖြစ်တဲ့ဘာနီဆိုတဲ့ပုဂ္ဂိုလ်ကြီးကဖရဲသီးအပါအဝင်တစ်တီးဝလံတွေနဲ့ဟင်းသီးဟင်းရွက်မျိုးစုံတွေလက်ကားဖြတ်ချီရောင်းချတဲ့အလုံးနဲ့စီးပွားဖြစ်နေတယ်စိတ်ပေါ်မှာသူကုံလောင်ရောင်တစ်ခုဖွေထားတယ်။လွင်ရာတီရောက်လို့ဖရဲသီးတွေစဝင်လာပြီဆိုရင်ဘာနီကလှမ်းခေါ်တယ်။အဲ့ဒါဆိုရင်အဖေနဲ့ကျွန်တော်သူ့ကုံလောင်ရောင်ကိုသွားပြီးဟိုရောက်တာနဲ့ဖရဲသီးစားဖို့ကြကြနာနာနေရာယူကြတယ်။စိတ်ခံတရားအစောမှာတာအဖားနှစ်ယောက်ခြေသွဲလဲချပြီးထိုင်ကြတယ်။ခြေကိုငုတ်ကိုင်းပြီးဖရဲသီးစားမယ်။အဲ့ဒါဆိုဖရဲသီးကအရေးတွေအဆက်တွေကိုပေါ်သိမ့်မကြဘူးပေါ့။ကျွန်တော်တို့အစ်စ်ဖြစ်တဲ့အချိန်ဘာနီကဖရဲသီးခွဲတဲ့ဓာတ်ကိုယူပထမဆုံးဖရဲသီးကောက်ကောင်းလှလှတစ်လုံးရွေးပြီးဟခနဲ့ခွဲကျွန်တော်တို့ကိုဖရဲသီးစိတ်ကြီးတစ်စိတ်စီပေးသူကိုယ်တိုင်တစ်စိတ်ယူပြီးကျွန်တော်တို့ဘေးဝင်ထိုင်နေအဲ့ဒီနောက်ဖရဲသီးတဲ့ခေါင်းမြုပ်ပြီး၃ယောက်သာအားရပါရစားကြတာပဲအာဘာတရားဆိုပေမဲ့စားလို့ရသမျှအားလုံးကုန်အောင်စားကြတာမဟုတ်ဘူးဖရဲသီးအလဲသားနီနီရဲရဲအပိုင်းအချိုးဆုံးအပိုင်းအရသာရှိဆုံးအပိုင်းကိုမှရွေးပြီးစားကြတာကျန်တာတွေအားလုံးလွှတ်ပြလိုက်ပြီးရင်နောက်တစ်လုံးအဲ့ဒါလိုစားကြတာကျွန်တော်အဖေကတော့ဘာနီမတကယ်တထေးလို့ဆိုလေးရှိတယ်ကျွန်တော်စိတ်ထဲမှာသူ့လုပ်ငန်းကြီးပွားအောင်မြင်နေလို့သူ့ကိုအဖေကတထေးလို့တတ်မှတ်တာပဲအောင်မိခဲ့တယ်နောက်နှစ်ပေါင်းများစွာကြာတော့မှကျွန်တော်အဖေဘာနီကိုချမ်းသာတယ်ပြောတာသူပိုင်ဆိုင်တဲ့ဥစ္စာသနာတွေချစ်ထွက်ပြီးပြောတာမဟုတ်ဘူးဥစ္စာသနာကိုသူဘယ်လိုအသုံးချတတ်တယ်ဆိုတာကြည်ပြီးပြောတာကိုဆိုတာကျွန်တော်တော့ပေါက်တယ်ဘာနီကပဲအချိန်မှအလုပ်ကိုဘယ်လိုနားရမယ်မိတ်ဆွေအပေါင်းအသင်းနဲ့ဘယ်လိုပျော်ပျော်ပါးနေမယ်ဖရဲတီးကိုအရသာအရှိဆုံးအပိုင်းကြီးရွေးပြီးဘယ်လိုစားမယ်အဲ့ဒါတွေသူကောင်းကောင်းနားလဲတယ်ချမ်းသာတယ်မချမ်းသာဘူးဆိုတာစိတ်ဓာတ်အပေါ်အများကြီးမူတည်နေပါလားလို့ဘာနီအကြောင်းစဉ်းစားရင်ကျွန်တော်သဘောပေါက်ရတယ်ကျွန်တော်တို့ဝန်းကျင်မှာတချို့လူတွေရှိတယ်အရန်ချမ်းသာကြတယ်ဒါပေမဲ့တနေရာမှာကြကြနာနာထိုင်ပြီးဖရဲတီးကိုအားရပါရအနှစ်သာရကြီးရွေးစားဖို့အချိန်မပေးနိုင်ကြဘူးစိတ်အေးလက်အေးမရှိရှာကြတဲ့ကြွယ်တွေတချို့ကြတော့အသေးစီရနေတဲ့ပုံမှန်ဝင်ငွေလေးနဲ့ပဲပျော်ပျော်ကြီးနေနိုင်ကြတယ်။ဒနာဥစ္စာမပေါ်များတော့လဲချမ်းသာကြွယ်ဝကြသူတွေခင်များမှာဝင်ငွေတွေဘလောက်ကောင်းကောင်းခင်များလုပ်ငန်းကြီးကဘလောက်ပဲကြီးကျယ်နေစိတ်ခံတရားမှာစိတ်အေးလက်အေးခြေသွဲလဲလေးချပေးထိုင်နေဖို့လူဘဝရဲ့ရတာလေးတွေကိုဖျဲသည့်စိတ်ကောင်းမြုပ်ပြီးစားသလိုနှစ်ချက်ပြဝဝကြီးခံစားဖို့အချိန်မပေးနိုင်စိတ်မအားလူမအားနိုင်ဘူးဆိုရင်အေးရမကိန်းကနန်းတွေနဲ့ဖော်ပြရတဲ့ခင်များလုပ်ငန်းကြီးရဲ့ဖီစီနှိပ်စက်မှုကိုခင်များခံနေရတာပဲကျွန်တော်လည်းထိုနည်း၎င်းကြုံခဲ့ပူပါတယ်ငယ်တုန်းကစိတ်ခံတရားမှာအဖေရဲ့ဘာနီရဲ့နဲ့ဖရဲသည့်အတူထိုင်စားခဲ့ပေမဲ့ဘာနီပြတဲ့နမူနာကိုခေါင်းထဲမဆွဲမြင်မိခဲ့ဘူးချမ်းသာဖို့ငွေရှာဖို့ဆိုတာတွေနဲ့ပဲအာရုံများပြီးနှစ်ပေါင်းများစွာမအားနိုင်မနားနိုင်ပဲရှိခဲ့တယ်အလုဇောတွေနဲ့အတော်မောပြီးဆိုတဲ့အခါကြမှာပဲဘာနီပေးခဲ့ဖို့တဲ့သင်ခန်းစာကိုပြန်အမှတ်ရတယ်အခုတော့ကျွန်တော်နေတတ်သွားပြီနေဖို့အချိန်လေးလည်းအတန်အသေးတော့ကြံနေသေးတယ်လို့ကျွန်တော်အောက်မေ့ပါတယ်ချမ်းသာပျော်ရွှင်မှုစိတ်ကြည်နူးမှုတွေကိုဖြတ်တန်းနေစေနေ့စဉ်ဘဝထဲမှာပဲရှာဖွေခံစားဖို့သူတစ်ပါးတွေရဲ့လောက်ကန်ဆောင်ရွက်မှုထမြောက်အောင်မြင်မှုတွေကိုလည်းတက်ဆင်တဲ့စိတ်ထားနဲ့ရှုမြင်ခံစားမှုတည်တာပွားဖို့စတာတွေပါတကယ်တော့အဲ့ဒါတွေကဖျဲတီးရဲ့အရသာအရှိဆုံးအပိုင်းတကယ်အနှစ်သာရပိုင်းတွေဆိုတာကျွန်တော်သိခဲ့ပြီးဒါတွေကိုရေးနှုတ်ခန်းစားတတ်တယ်လို့ဒါတွေမှအပါဖြစ်တဲ့တခြားအစိတ်ပိုင်းတွေကိုတန်ရောစင်မပွားပြတ်တသားဆုပ်ပြတ်တတ်ခဲ့ပြီးကနေ့တော့တကယ်ချမ်းသာတဲ့လူတစ်ယောက်ကျွန်တော်ဖြစ်ခဲ့ပါပြီအကြောင်းအရာကိုတော့စာရေးဆရာကြီးဖေမြင့်ရဲ့နှလုံးသားအာဟာရရသစာများတတိယတွဲစာအုပ်တွေကနေဖတ်ပြထားတာပဲဖြစ်ပါတယ်